ဘာလို့လဲဟာဟဲ့ဘာလို့လဲဟုတ်ကဲ့နှစ်ဖူးမှာချိန်ကိုက်နေလို့ဟုတ်ကဲ့ဟမ်အော်ချိန်ကိုက်တာရိုက်တာပဲကွာလူတတ်တယ်လို့ပဲမင်းကလည်းမဟုတ်ပါဘူးကကျွန်တော်စေတနာနဲ့ရိုက်ပေးတာဒီရွယ်ကြီးရောက်မှသွေးလွန်တို့ကြီးဖြစ်နေလူကြားလို့လည်းမကောင်းဖြစ်မှာကြောက်လို့မင်းကွာဟုတ်ကဲ့အေးပြတ်သွားရင်ကျွန်တော်တောင်းပန်ပါတယ်ဟုတ်ကဲ့ဘယ်အေးပြရမှာလဲကွာငါအဲ့နေရာမဟုတ်ဘူးနော်ရက်ွက်တိုးတက်ဟာတိုးတက်ကြောင်းဘယ်လိုလုပ်ပြရမလဲစဉ်းစားနေမင်းကလေနာမည်လဲအောင်တော်ရှုပ်တော့ပါဒီမှာငါအေးပြတယ်ဟုတ်ငါစဉ်းစားလာပြတယ်ကျွန်တော်သွားလို့မရသေးဘူးကျွန်တော်ပြဿနာတိတိလေးတစ်ခုလွတ်လာခဲ့ဆရာကျွန်တော်ကူညီပါဦးဗျာထည့်ရမယ်မင်းကတော့လေနော်ဟဲ့ချစ်လိုက်အရာရာနဲ့အကြောင်းကြောင်းယူမယ်ဘာပြဿနာတိတိလေးဆန်လိုက်ငါပြောကျွန်တော်လွတ်လိုက်တော့လေကိုတိုင်းကျော်နဲ့မသိဘူးလင်မယားကွဲတော့မယ်ဆရာဘာဗျာတိုင်းကျော်နဲ့သိတယ်လို့လင်မယားကွဲတော့မယ်ဟုတ်လားဟုတ်ကဲ့ပါဆရာဒါတွေမကသေးဘူးကိုရီချင်းနဲ့မရွှေလူလင်မယားပါကွဲတော့မယ်တော်သေးတော့အတူဟာဟဲ့ရောဟာဒါတိတိလေးလားကွာဟမ်ဟဲ့လင်မယားစုံတဲ့နဲ့တွဲကွဲအောင်လုပ်တာဒါအကြီးကြီးကွာအကြီးဟမ်မင်းဘာလုပ်ခဲ့သလားကျွန်တော်အဲ့လိုကြီးမရှိရအောင်ဗျာကျွန်တော်စားတယ်လို့နောက်တယ်လို့လည်းသူတို့ပြောလိုက်တယ်သူတို့ကတကယ်ကွဲတော့မှာဆရာရဲ့ကျွန်တော်ကိုညီပါအောင်ဆရာရဲ့သေးလိုက်သွားသေးလိုက်ပညာရင်လဲသေးလိုက်ကွာဟေးဇာနီလေးအေးလာအတော်ပဲဟုတ်မင်းတို့တွေ့ငါပြောစရာရှိလို့ဘာမှန်းပြောမလို့လေဗျတခြားတော့မဟုတ်ပါဘူးမင်းတို့အဖေကိစ္စပြောလို့အဖေကိစ္စအေးဟာဒါဆိုဦးလေးကအဖေကိစ္စသိသွားပြီပေါ့ဆိုပါတော့ကွာဟိုအဲ့ကိစ္စပြောလာတာဒါဆိုရင်လေဟိုအဖေကလေတကယ်ပဲနောက်ရင်တော့ပြသွားလားငါအထင်ပြောရင်တော့သူတို့နောက်ရင်တော့မပြသေးဘူးထင်တာပဲကွာအေးသမီးလာနေတော့ပဲဘာဖြစ်လို့လဲဦးလေးကအဖေတို့ကိစ္စလာပြောတာတဲ့ဟိုအဖေတို့ကိစ္စဦးလေးကတိသွားပြီဒါပေမဲ့ဟိုအဖေတို့ကနောက်ရင်တော့ပြသွားရဲဆိုတာမဟုတ်ဘူးလို့ထင်တယ်တဲ့ဟာဟုတ်တကယ်လားဦးလေးဟုတ်အဲ့တရင်ကဦးလေးဘဲကြားရတယ်ဒီတော့ဖိုးချုပ်လေနာမည်တဲ့တိုင်ကိုရှုပ်တဲ့ကောင်ရင်တော့အမေတွေကိုသွားပြောတယ်လေရင်တော့အဖေတွေမိမတယောက်နဲ့ရှုပ်နေတယ်လို့သူသွားပြောတာရှင်ဘာလို့အဲ့လိုသွားပြောရလဲဟုတ်ကျွန်တော်ကပတ်သက်မရှိတာဗျခမည်းဗျာခမည်းသာပေါ့ပေါ့လေးပြောလိုက်တယ်ဒီဘက်မှာအားလုံးရှုပ်ကုန်ပြီဗျာကျွန်တော်မေဆိုရင်မစားနိုင်မတောက်နိုင်တော့ဖြစ်ကုန်ပြီဘာထူးလဲအိမ်ကအမေလည်းတငုံငိုတီးမစားနိုင်မတောက်နိုင်ဖြစ်နေဒါမဲ့အဖေဒီလိုလုပ်လိုက်မယ်လို့သမီးကတော့မယုံဘူးဘာဖြစ်လဲအော်အခုဖြစ်နေတဲ့ပုံစံအဖေနဲ့ဦးတိုင်းကျော်ကတပုံစံနဲ့လို့ဖြစ်နေရတယ်အဲ့ဒါကြောင့်မယုံတာဟုတ်တယ်ဗျကျွန်တော်လည်းအဲ့ဒါပြောမလို့အဖေနဲ့ဖြစ်တဲ့အမျိုးသမီးကလည်းသူတို့ယုံရတယ်ဦးရဲ့ချမ်းနဲ့ဖြစ်တဲ့အမျိုးသမီးကလည်းသူတို့ယုံရတယ်ပြီးတော့သူတို့၄ယောက်လက်မှတ်ထိုးတဲ့တရားရုံးကလည်းအတူတူပဲခရီးသွားတော့လည်းအတူတူပဲဆိုတော့ဟိုသူတို့၄ယောက်လုံးရုံးကခွင့်ရတူတူပေးလိုက်တာလားနောက်ပြီးတော့တစ်ခုရှိသေးရဲ့ခရီးသွားမယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်ရမှာပေါ့ဟိုအိမ်ကိုတစ်ခေါက်လာပြီးမှအဝတ်စားတွေပါယူစရာမလိုပါဘူးအခုကလေရီရီမုံမုံနဲ့အိမ်ကအဝတ်စားယူပြီးတော့ပြန်ထွက်သွားကြတာစဉ်းစားကြရပဲကွာဘယ်လိုလုပ်ပါလားမင်းတို့ရုံးကိုဟိုဖုံးဆက်ကြည့်ပါလားအဖေတခုတော့သိရတာပေါ့ဟုတ်ကဲ့ဟိုကျွန်တော်လည်းအခုပဲဆက်တော့မလို့ပါဟုတ်ရှင်တို့ဘာတွေပြောနေကြရလဲချွလို့ဘယ်သွားမလို့ကိုယ်ချမ်းတို့ကုံမျိုးသွားမလို့ပါရှင်ဟုတ်မတ်တေးသေးတော့ထွက်လာမယ်ဟေးသေးလာပါဦးဟာလက်ချီကောင်းဒီကူရမှာစင်မရလာတယ်ဘယ်သွားမလို့ဒါမယောက်ျားကုမ္ပဏီကိုခဏသွားမလို့ပါရှင်ရှင်ကျမနေရတယ်ကိုကတူလေးပြသွားကြရှင်ဟုတ်ပါရှင်ကျမတို့အဖြစ်ကွာဆိုလိုပါတယ်သူတို့ရရစတာပဲရှင်ကျမတို့သူတို့ကျမရရသူတို့ကတော့လူရတယ်နော်နေကမနီကိုဖုန်းဆက်မယ်ဆိုဆက်နေဟုတ်သားပဲဆက်ပြီဟယ်လို
你是卡表了，几表噻？你表也不噻嘞，我要加呗，没法你那来几个都没有钱的嘞。 တရားရတဲ့သူတွေတယောက်ကအခြေအနေမကောင်းလို့လမ်းမျိုးကဆေးရုံမှာဝင်ကုန်နေရတယ်တဲ့ ဘာလို့လဲအမေဖေလားကိုကြီးချမ်းလားမြင်မြင်ပြောစမ်းပါဒါမို့လေထားဝိတင်စားဘလို့ပါလဲဒီစားတာအနီတန်တမို့လေဟမ်လာပြီအဖေလာပြီနေနေတာကအိမ်ဘေးဆန်ချင်းကရဲ့မြင်နိုင်တာကရာတိုင်းကဆန့်ကျင်ဘက်တွေနဲ့သူဖြူကမဲအိမ်လုံးကဆဲလန်းကြီးဒီလိုနဲ့ပဲဗလန်းနေမျိုးစုံရှုပ်ကုန်ပြီးကြည့်ပေတော့ဗျာသူတို့မောအဖြစ်ပြမျိုးစုံနဲ့တအိမ်ကိုတအိမ်မဲကဆွဲကဆောင်းကချိတ်ခါနေကြပြီးနေလေးနဲ့ကွယ်နီးလေးနဲ့ရှုံနေသူတို့ကြတယ်ပြီးပြီးလာတယ်လေညီညီတော်နေစေကြီးကြီးမောင်မကုန်စီအာသာတာနဲ့ညီနာစေစီချလို့နေခဲ့မိမိရဆုပ်ကိုင်ကမတော့မဲကြီးသိများစွာနဲ့နေဝေးချနေခဲ့ကြီးရတာဖြစ်နေအိမ်ကြလေနေကုန်နေကဇလန်းနေညာခဲ့ပြီရေကုန်ရေကသူကြမ်းကိုကြမ်းခဲ့ပြီပျော်ပျော်နေစမ်းလူတိုင်းအိမ်နီးနားရှိတူတူနေရဲ့ငင်ခုံရနိုင်အိမ်နီးနီးလေးနဲ့လွယ်နီးနီးလေးနဲ့ကွယ်နီးနီးလေးနဲ့ရှုံနေသူတို့ကြတယ်ပြီးပြီးသွားတယ်လေညီညီတော်နေစေကြီးကြီးမမကုန်စီအောင် ယခုပြသနေသောအိမ်နီးချင်းဇလံတွေကိုအထူးကူညီပံ့ပိုးပေးတာကတော့ Life Boy မှဖြစ်ပါတယ်ရှင် Life Boy ဆက်ပြအသင်းယောဂပိုးဆွေမျိုးကိုကာကွယ်ပေးတယ်